မင်္ဂလာပါ TPA channel မှာကြိုဆိုပါရစေဗျဒီဗီဒီယိုလေးကတော့ Windows တင်ထားတဲ့ partition ကို expansion ထပ်တိုးနည်းကိုပြသပေးမှာပဲဖြစ်ပါတယ်ခုလုပ်ပြမယ် Windows ကတော့ VMware ESXi ပေါ်မှာတင်ထားတာဖြစ်ပြီးတော့ storage 50GB ပေးထားခဲ့တာကိုအခု 150GB ထပ်တိုးပေးထားတာဖြစ်ပါတယ်ခုကတော့ ESXi မှာတိုးထားပြီးသွားပါပြီဗျခုကျွန်တော်တို့ Windows Explorer ကိုခေါ်ကြည့်ရင် 50GB ကိုပဲတွေ့အောင်မှာဖြစ်ပါတယ် ESXi ကတိုးပေးလိုက်ပေမဲ့Windows မှာကမတိုးသေးပဲတခြား partition တစ်ခုအနေနဲ့ပဲရှိနေအောင်ပါဗျကျွန်တော်တို့disk management ကိုတွားလိုက်ပါမယ်ခုမြင်နေရတယ်လို့ပဲ partition စီကို 50GB ဝန်းကျင်လောက်နဲ့မြင်ရမှာဖြစ်ပြီးတော့တိုးထားတဲ့ partition ကတော့ 150GB raw အနေနဲ့ကိုမြင်နေရမှာပါပုံမှန်က unallocated space နဲ့အရင်ပြပါတယ်အခုကကျွန်တော် volume တစ်ခုအနေနဲ့လုပ်ပြီးသားဖြစ်နေလို့ raw အနေနဲ့ပဲပြနေတာပါဗျကျွန်တော်ရည်ရွယ်ချက်ကအခုတိုးလိုက်တဲ့ 150GB ကို partition စီတွေကိုပေါင်းပေးပြီး total 200GB လောက်ဖြစ်ချင်တာပါဒါပေမဲ့တိုးဖို့ partition စီပေါ်ကို right click နဲ့ကြည့်လိုက်တဲ့အခါမှာတော့ extend volume ကမှိန်နေတာကိုမြင်ရပါလိမ့်မယ် raw drive ကိုလည်းကျွန်တော်တို့ထောက်ကြည့်လိုက်ပါမယ်အတူတူပါပဲမှိန်နေတယ်ဗျဘာဖြစ်လို့အဲ့လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့တိုးလိုက်တဲ့ partition 150GB ကနောက်ဆုံးမှာရောက်နေလို့ဖြစ်ပြီးတော့ကြားထဲမှာ recovery partition ခံနေလို့ပါပဲအဲ့လိုပေါင်းမဲ့ partition တစ်ခုကြားမှာတခြား partition တစ်ခုခုခံနေရင်ပေါင်းဖို့ကအဆင်မပြေနိုင်ပါဘူးအဲ့တော့အကြားကခံနေတဲ့ partition ကိုဖြတ်ပြီးပေါင်းမှာပဲရမှာပါဒါပေမဲ့ကြားမှာခံနေတာကလည်း recovery partition ဖြစ်နေလို့ဒီတိုင်းဖြတ်လိုက်ဖို့ကလည်းအဆင်မပြေပါဘူးဗျဖြတ်ရမယ့်နည်းကတော့ရှိပါတယ်ကျွန်တော်ဆက်ပြီးပြောမယ် procedure လေးတိုင်းသွားရင်အချိန်ခဏလေးတွင်းမှာပဲအဆင်ပြေသွားပါလိမ့်မယ်ဗျကျွန်တော်တို့ command prompt လေးကိုအရင်ခေါ်လိုက်မယ်ပြီးရင် recovery partition ကိုဖြတ်မှာမို့လို့ Windows recovery environment ကိုခဏပိတ်ထားပါမယ်error လေးတော့ပြနေပါပြီဗျဒါကတော့ဘာမှမဖြစ်ပါဘူး admin access ကိုတောင်းနေတာမို့လို့ဖြစ်ပါတယ် command prompt ကိုကျွန်တော်တို့ admin right နဲ့ပြန်ဖွင့်ပေးပါမယ်ခုဆို Windows recovery environment ကိုခဏပိတ်လိုက်ပါပြီပြီးရင် partition အသစ်ဆောက်တာပြင်တာဖြတ်တာတွေအတွက်ကတော့ disk path ကနေလုပ်ရမှာမို့လို့ disk path command လေးကိုရိုက်လိုက်ရင်သူ့ထဲကိုရောက်သွားပါပြီဗျအရင်ဆုံးစက်မှာရှိတဲ့ hard disk တွေကို list disk နဲ့ကြည့်လိုက်လို့ရပါတယ်hard disk ကတစ်လုံးတည်းပဲရှိတာမို့လို့ disk 0ဆိုပြီးတော့တစ်ခုတည်းရှိနေပါတယ် partition တွေကိုတော့ disk အောက်မှာရှိနေတာမို့တစ်ခုခုလုပ်ချင်ပြီဆိုရင် disk 0ကို select လုပ်ပေးရပါမယ် select disk 0ဆိုပြီးတော့ရိုက်လိုက်ရုံပါပဲပြီးတော့အဲ့ဒီအောက်မှာရှိတဲ့ partition တွေကိုကြည့်ဖို့ကြတော့ list partition နဲ့ကြည့်လို့ရပါတယ်ဒီ disk မှာဆိုရင် partition 5ခုကိုမြင်ရမှာပါ
ကျွန်တော်တို့အဓိကလုပ်ရမယ့် partition ရတော့3 and 4 and 5ပဲဖြစ်ပါတယ်ကျွန်တော်ဘယ်လိုသိနိုင်လဲဆိုတော့ခါကျသူရဲ့ type ရဲ့ size ရဲ့ sequence number တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဘယ် partition ကိုကိုင်ရမလဲဆိုတာကိုသိနိုင်ပါတယ်ခုစပြီးတော့ recovery partition ကိုဖြတ်ပါမယ်ကျွန်တော်လုပ်ရမယ့် recovery partition ကို select လုပ်ရမှာမို့လို့ select partition 4လို့ရပါမယ်မဖြတ်ခင်အဲ့ဒီ partition ရဲ့ detail ကိုအရင်ကြည့်ပါမယ်ဗျပြီးရင်အဲ့မှာပြထားတဲ့ information တွေကို notepad ထဲကို copy ကူးထားပါမယ်ဘာလို့လဲဆိုတော့ recovery partition ကိုကျွန်တော်တို့အပြီးဖြတ်လိုက်တာမဟုတ်ဘဲနဲ့နေရာရွှေ့ပေးလိုက်တဲ့သဘောမျိုးပါ partition တွေပေါင်းပြီးရင်သူ့ကိုကျွန်တော်တို့ပြန်ပြီးတော့ create လုပ်အောင်မှာဖြစ်ပါတယ်ခု notepad ထဲကိုကူးထားလိုက်ပါပြီဖြတ်ဖို့ကတော့ delete partition override command လေးနဲ့ဖြတ်လိုက်ပါမယ်ခုဆိုရင် recovery partition က unallocated space ကိုပြောင်းသွားပါပြီနောက်က raw partition နဲ့အရင်ပေါင်းရမှာဖြစ်တဲ့အတွက် raw partition လေးကိုလည်းဖျက်လိုက်ပါမယ်ခုဆို partition တစ်ခုလုံးအကုန် unallocated ဖြစ်သွားပါပြီ partition စီနဲ့လည်းပေါင်းဖို့အဆင်သင့်ဖြစ်သွားပါပြီကျွန်တော်တို့ partition စီပေါ်မှာ right click လုပ်ကြည့်လိုက်တဲ့အခါမှာ extend ဘောလုံးကလည်းပေါ်လာပြီမို့လို့အဆင့်ဆင့်နှိပ်ပြီးတော့တိုးသွားလိုက်ရပါပဲဗျအခု partition စီကလည်းတိုးသွားပြီမို့လို့ကျွန်တော်တို့ recovery partition ကိုပြန်ဆောက်ပေးရမယ့်အချိန်ဖြစ်ပါတယ်အရင်ဆုံး recovery partition create လုပ်ဖို့အတွက် partition စီထဲကနေ space ကိုကျွန်တော်တို့ပြန်ထုတ်အောင်ပါပါအဲ့အတွက် partition စီပေါ်မှာ right click နှိပ်ပြီးတော့ shrink ဘောလုံးကနေပြီးတော့အဆင့်ဆင့်လှုပ်သွားလိုက်ရုံပါပဲအရင်က recovery partition က509 megabyte ရှိတာမို့လို့သူ့အတိုင်းပြန်ဆောက်ပေးလိုက်ရုံပါပဲ
list partition နဲ့ပြန်ကြည့်ရင်509 MB နဲ့အသစ်ပြန်ဆောက်ထားတာမြင်နေရပါပြီဗျဒါပေမဲ့သူကရိုးရိုး partition ပဲရှိသေးတာမို့လို့ကျွန်တော်တို့ recovery partition ပြန်ပြီးတော့သတ်မှတ်ပေးရမှာဖြစ်ပါတယ် recovery partition အတွက် partition number 4ကို select partition 4လို့ရိုက်ပြီးတော့ကျွန်တော်တို့သူ့အတွက် detail partition ကိုကြည့်လိုက်ပါမယ်ကူးရတဲ့ partition information နဲ့ခုနက notepad ပေါ်မှာကူးထားတဲ့ information ကမတူတော့ပါဘူးအဲ့တော့ခုနကကူးထားတဲ့ notepad ထဲက type ရဲ့ code ကိုပဲကူးပြီးတော့ set id equal လို့ရေးပြီးနောက်မှာ paste လုပ်လိုက်ပါပြီးရင် get attributes equal လို့ရေးပြီးတော့ခုနက notepad ထဲက attribute ရဲ့ code ကိုကူးထည့်ပေးလိုက်ပါခုဆိုရင် recovery partition ကိုပြန်လည်ရရှိသွားပါပြီနောက်ဆုံးအဆင့်ကတော့ Windows recovery environment ကိုပြန်ပြီးတော့ enable လုပ်လိုက်ရင်ခုလုပ်နေတဲ့ partition expansion process ကြီးဟာပြီးမြောက်သွားပါပြီဗျခုက Windows 10 ပေါ်မှာလုပ်ပြသွားတာဖြစ်ပြီးတော့အားလုံးပဲကြည့်ရတာပညာတစ်ခုတူမယ်လို့ယုံကြည်ပါတယ်ဗျဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မေးချင်တဲ့မှရှိရင် comment မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ